ဖုန်းနဲ့ TV နဲ့ချိတ်မှာဆိုတော့ကျွန်တော်ကဒီစာလေးနဲ့ဖုန်းအနှိမ့်နေရတော့ Huawei တို့တော်တော်နှိမ့်နေဥစ္စာရဒီဥစ္စာလေးနဲ့ဒီဥစ္စာလေးတောင်းပြီးထည့်ရမှာနော်ခုဒီကောင်မို့ဒီကောင်ငါကြတော့ global မှာသုံးတဲ့ဥစ္စာဒါသဘောတရားကိုပြောမလို့ okay နေ့ဒီမျိုး DABB နော်အားလေokay လေးနေ့နောက်တဲ့ဒီဘက်ကိုလာပြီးနောက်တဲ့အဲ့ရလေ okay နေ့ပြီးရရင်ဒီဘက်ကိုအဲ့ချက်ချက်ကလေးကို okay နေ့ပြီး yes လုပ်လိုက်အဲ့မှာသူ့မျိုးစားတက်လာလိမ့်မယ်ဒီမှာလေသူ့လှုပ်ဆောင်ချက်ကလာရမှာနော်ဒါ तू ကအောက်ကဖုံးခေါ်စနလို့ချိတ်ဖို့တော့ပြမယ်နော်ဒီမှာဒီလေးပေါ်လာဒါဆိုရပြီအောက်ကဖုံးခေါ်လိုက်မှာဖုံးမှာကြတော့စက်တင်နေဝင်မယ်စက်တင်နေဝင်လိုက်မယ်စက်တင်နေဝင်ပြီးတော့အဲ့မှာပေါ်လိုက်နော်ဒီမှာချိတ်လိုက်မှာနော်နောက်တစ်ခုပြမယ်ဒါကအဲ့ BK နဲ့ပေါ်တဲ့ဥစ္စာအဲ့တော့ဆက်ထက်ရပါတဲ့ဥစ္စာနော်ဒီမှာမျိုးသားဒီမှာလေးလှုပ်လိုက်ပြီးပေါ်နော်ဒီမှာရောက်လာရင်မီးတဲ့မှာပေါ်လိုက်တော့ဒီမှာချိတ်လိုက်မှာဒီမှာနော်ဒီမှာဝါဘမွားနီလေးဒီမှာဟုတ်အဲ့ဒီတဲ့ဝေးရမှာဝင်ပြီးအောင်မှာပေါ်လာလိမ့်မယ်ပေါ်လိုက်တော့ဒါလေးကိုနှိပ်ဒီမှာလက်ခံဒီမှာ ACC EBD ဆိုတော့ okay နှိပ်ခဏလေးစောင့်လိုက်တာနဲ့ချိတ်ပါမယ်အဲ့တော့အဲ့မှာကဆွမ်းနာမည်ကိုဖြတ်ပြီးတော့ဒီလိုရပါပြီမဟုတ်ဒါကဆွမ်းနာရှေ့ဥဒ္ဒါခန်းထားလို့မလို့ဒါဆိုချိတ်သွားပြီနော်ဒီမှာအဲ့ဒါတော့ရှေ့ပါမယ်နော်ဒီမှာပုံနော်အဲ့လေအကိုတို့ပြောပြတာပါအဲ့မာယာကဝယ်မယ်ဆိုလို့ရှိရင်4000ခွဲလောက်တော့ရှိမယ်ဒါလေးအကိုတို့ပညာနေနဲ့ပြောပြတာပါအားလုံးကျေးဇူးတင်ပါ